အကရိတ်ထိုးတဲ့ပုဂ္ဂိုလ်တွေမှာအဓိကအဖြစ်ရည်ရွယ်ချက်နှမျိုးရှိတယ်ပထမရည်ရွယ်ချက်ကတာမန်တတုတွေဖြစ်တဲ့ခဲတို့ကြေးတို့ကနေရွှေတတုနဲ့ငွေတတုဖြစ်အောင်ပြောင်းလဲဖို့ဒါချမ်းသာခြင်းနဲ့ရည်ရွယ်ချက်မျိုးမဟုတ်ပဲဖျားเจ้าကန်တွေတိစောက်ဖို့ရည်ရွယ်ပြီးလုပ်ကြတာများတယ်ဒါပေမဲ့ဝင်းကြီးတော်အရာတာမန်တတုကနေရွှေငွေဖြစ်အောင်အလွန်ကျွံလှုပ်ဆောင်ရင်အပြစ်ရှိလေတော့နီလန်းတွေ့သွားတဲ့ပုဂ္ဂိုလ်တွေဟာတိတ်တဆိတ်နဲ့သာသနာပြုဖို့အတွက်လောက်ပဲလှုပ်ဆောင်ကြတယ်နောက်ထပ်ရည်ရွယ်ချက်တစ်မျိုးကပြဓာကိုရှင်ရောက်အောင်ဖမ်းပြီးပြဓာရှင်လုံးဒါမှမဟုတ်တန်ရှင်လုံးလို့ခေါ်တဲ့ဓာတ်လုံးကိုရောက်အောင်လုပ်တာဒါအခုခေတ်လူတွေကျွဲကိန်းလိုမျိုးစလော့ကိန်းတွေစော့နေရတာတတ်တော်မှာပဲအောင်မြင်နိုင်ကြီးကအပုံတစ်သောင်းမှတပုံတော့မရှိပါဘူးတကယ်လို့ဓာတ်လုံးကိုရခဲ့ရင်ဘာတွေအကျိုးရှိလဲဆိုတော့ပြောပြရင်ယုံနိုင်မှာတော့မဟုတ်ဘူးအဲ့ဒီဓာတ်လုံးကိုပါစက်ထဲမှာငုံထားရင်ကောင်းကင်ဘုံပြန်နိုင်မယ်ကိုပျောက်နိုင်မယ်အနာရောဂါတွေပျောက်ကင်းနိုင်မယ်အဲ့လိုမျိုးတဘာဝလွန်ဆွမ်းအားတွေရနိုင်မယ်တဲ့ဓာတ်လုံးပုံမူတည်ပြီးရနိုင်မယ်တကိုးကလည်းမတူပါဘူးအကိတ်သမားတယောက်ကဓာတ်လုံးအောင်သွားခဲ့ရင်ထွက်ရက်ပေါက်တယ်လို့ခေါ်တယ်ရှေးခေတ်ကဖုံးတော်ကြီးတွေဟာဒုတိယရည်ရွယ်ချက်ဖြစ်တဲ့ဓာတ်လုံးကိုပိုင်ဆိုင်ခြင်းကဝိဇ္ဇာလမ်းစဉ်ဘက်ကိုတက်ပြီးလိုက်စားခြင်းတဲ့အတွက်သူတို့ရဲ့ခန္ဓာကိုယ်ကိုအနာရောဂါတွေမရှိပဲအသက်ရချီပြီးနေရဖို့အတွက်လို့ဂမ်မီယာလောကတွေကသူတွေကယုံကြည်ကြတယ်တချို့ကလည်းဓာတ်လုံးကိုအသုံးပြုပြီးခန္ဓာကိုယ်ကိုလူငယ်တယောက်လိုနှုတ်ပြအောင်ပြောင်းလဲပစ်ပြီးဝိဇ္ဇာလောကတွေကိုကူးပြောင်းသွားကြတယ်တဲ့လူတွေရဲ့အထင်မှာတော့ငကိုရှိခဲ့တဲ့ပုဂ္ဂိုလ်ဟာတည်ဆုံးသွားပြီလို့ပျောက်သွားတာလို့နဲ့အချိန်ကြာလာတာနဲ့အမျှအဲ့ဒီပုဂ္ဂိုလ်ကိုမေ့သွားတကြတယ်ဆိုတော့ကအဲ့ဒီအကရိတ်ထိုးတဲ့ပညာဆိုတာမီးကိုအသုံးပြုပြီးတကူပြောင်းခြင်းလို့အဓိပ္ပာယ်ဖွင့်လို့ရတယ်အခုဇလန်းကဘုံရင်เจ้าမှာကတ်နေတဲ့ဖိုးသူတော်တစ်ပါးရဲ့အကြောင်းပါပဲဖိုးသူတော်ဆိုတာယဟန်လည်းမဟုတ်ပုထုဇဉ်လည်းမဟုတ်တဲ့ဂျားကန်အစဉ်ပုဂ္ဂိုလ်မျိုးကိုခေါ်တာသူတို့တွေကရှစ်ပါးသီလကိုစောင့်ထိန်ကြပြီးဖះเจ้าကန်တွေမှာတွဲကပ်နေလေရှိတယ်ကရုံးတုံးထားမယ်အဖြူရောင်ဝိယုံခြုံထားမယ်လဲဘဲမှာကြီးမားတဲ့108ကုံစိတ်ပလီတကုံဆွဲထားမယ်ဖိုးသူတော်တွေဆိုတာမျိုးကလူချစ်လူကင်ပေါ်များတဲ့တလို့သူတို့ရဲ့စိတ်ကိုခံမှန်းရလဲခက်တယ်သူတို့တွေကဖုံးရင်เจ้าတွေမှာနေလေးရှိပြီးစွန့်ချက်တာတပြက်စီးလဲတာရေခတ်တာစတဲ့ဝေယဝစ်စာတွေလုတ်ပေးလေရှိတယ်မနေ့ပိုင်းစွန့်ကန်ထွက်ရင်လဲမပါမဖြစ်ပေါ်လေအဖွားတို့ရွာဟုတ်เจ้าမှာဖိုးသူတော်တစ်ပါးရှိတယ်အခုပြောပြမှာကအဲ့ဒီဖိုးသူတော်အကြောင်းဇလန်းလေးမဆက်ခင်မှာပြိတ္တတို့အနေနဲ့အခုလိုမျိုးရှေးရှေးတုန်းကအကြောင်းတွေနဲ့ရွာတလေးနဲ့ပတ်သက်တဲ့အကြောင်းတွေကိုပို့ပြီးနားထောင်ကြလားဒါမှမဟုတ်အရင်မကြသေးတဲ့အဖြစ်ပြက်မျိုးတွေကိုပို့ပြီးနှစ်သက်ကြလားဆိုတာကိုရသိချင်တာမို့ကိုမန်ထဲမှာပြောသွားခဲ့ကြပါဦးနော်ဇလန်းလေးစကြမယ်အဲ့ဒီဖိုးသူတော်ကြီးကိုအဖွားတို့တွေတွေ့တာမကြသေးဘူးတဲ့သူကမကြသေးခင်ကမှဖုန်းချောင်းကိုရောက်လာခဲ့တာသူ့ကိုစွန့်ကန်ထွက်တဲ့အချိန်တို့ဖုံဖုံစီမှာစာအန်နေတဲ့အချိန်တို့မှာမျက်မှန်းတမ်းမိသွားကြတယ်ဖိုးသူတော်ကြီးမျက်နှာကအမြဲလိုလိုရှင်လန်းနေပြီးကိုဘွားဝေးယုံဖြူဟာလည်းအရန်ကြီးဖြူဖွေးမနေပေမဲ့အဖြူဖြော့ဖြော့အယောင်ကိုမှတန်ရှင်းတောက်ပြောင်လုပ်နေတယ်အဖွားတို့ကိုလည်းပြုံးပြလေးရှိပြီးပြန်ကနီးမှာငပြောသီးတို့တညက်ခဲတို့လည်းပေးတဲ့သေးတော့တိတာမကြသေးပေမဲ့အဖွားတို့ကတော့ခင်သွားကြပါပြီရွာဦးကျောင်းမှာကျောင်းတိုင်ဆရာတော်ရှိမယ်ဥပဇင်း2ပါးနဲ့ကိုရင်လေး3ပါးတို့ရှိပါတယ်အဲ့ဒီထဲကကိုရင်တစ်ပါးကအဖွားတို့ရဲ့တငယ်ချင်းချက်စုတဲ့သူကမိဘ2ပါးလုံးကွဲလွန်သွားတာမို့ဆရာတော်ကခေါ်ထားလိုက်တာအရင်ကကျောင်းမှာဝေယဝစ်ဆက်လုပ်ပေးတဲ့ကပ္ပယကြီးကတော့ကွဲလွန်သွားခဲ့ပါပြီအခုဖိုးသူတော်ရောက်နေပြီဖြစ်တော့အစဉ်ပြေသွားတာပေါ့ဖိုးသူတော်ကြီးကတနေ့တာသူလုံးရမဲ့ဝတ်တရားတွေပြီးပြီဆိုတာနဲ့သူ့ရဲ့တဲနောက်မှာမိဖို့တလုံးနဲ့အလုရှုံနေတတ်တယ်အဖွားတို့ကသွားဆက်စုကြည့်တော့အကိတ်ထိုးနေတာလို့ပြောတယ်ဒါပေမဲ့အဲ့ဒီအကိတ်ထိုးတာကြီးဆိုတာကအဖွားတို့အတွက်နားလည်နိုင်စွမ်းမရှိတော့မို့ထပ်ပြီးမဆက်စုကြတော့ပါဘူးတရက်ဖိုးသူတော်ကြီးရဲ့မျက်နှာကမှိုင်တွေ့နေတော့ဆရာတော်ကလှမ်းခေါ်လိုက်ပြီးဘာဖြစ်နေတာလဲလို့မေးလိုက်တယ်ဖိုးသူတော်လည်းဆရာတော်ကမေးပြီဆိုတော့ဘယ်လိန်ဝင်းမှမလဲလေအဲ့ဒီအခါဖိုးသူတော်တယောက်အကိတ်ထိုးနေရင်နာနာဘဘွားတွေရဲ့နှောက်ယှက်မှုတွေခံနေရကြောင်းအစချီပြီးသူ့ရဲ့ဘဝအကြောင်းကိုဆရာတော်ဖျားကိုရှောက်ထားလိုက်ပါတယ်ဆိုတော့ကအဲ့ဒီအကိတ်ထိုးနေချိန်နာနာဘဝတွေဘာလို့နှောက်ယှက်နေရတာလဲဆိုတဲ့အကြောင်းရင်းကိုသိရဖို့အတွက်ဖိုးသူတော်ကြီးရဲ့အထုပ်ပတ္တိနဲ့အတူ
အကိတ်ထိုးနီးအကြောင်းတွေကိုရှင်းပြမှပဲရတော့မယ်ဒါဂမ်ဘီယာလမ်းစဉ်အစ်စ်ဖြစ်နေတော့ကျွန်တော်ပြောတဲ့အထဲမှာအမားယွင်းပါသွားခဲ့ရင်ထောက်ပြဝေဖန်လို့ရပါတယ်ကွိထရပရိသတ်တွေကတော့ဘုသူတအနေနဲ့ပဲနားထောင်ကြပါဒါမျိုးလိုက်မလို့ကြပါနဲ့နော်တကယ်တော့ဖိုးသူတော်ကြီးဟာအရင်အဖွားတို့ရွာနဲ့မိုင်90လောက်အကွာမှာရှိတဲ့ရွာမှာနေခဲ့တာဖိုးသူတော်ကြီးရဲ့အသက်ကအခု90ကျော်ရှိနေပြီအရင်ရွာမှာလဲသူကဖုန်းကြီးเจ้าမှာကတ်နေရင်နာနာဘဝတွေရဲ့နှောက်ယှက်မှုတွေခံခဲ့ရတယ်အဲ့လိုတွေဖြစ်ခဲ့လို့ပဲအဲ့ဒီရွာဘုန်းကြီးကဒါမျိုးတွေမလုပ်ဖို့ဆုံးမခဲ့တယ်ဒါပေမဲ့ဖိုးသူတော်ကြီးကအခိတ်ထိုးရတာကိုမစွန့်လွတ်နိုင်တာမို့အဲ့ဒီဘုန်းကြီးเจ้าကနေထွက်လာခဲ့တယ်မစွန့်လွတ်နိုင်ဆိုသူအခိတ်ထိုးနေတာလန်တော့ဝက်ကြော်တောင်ရောက်နေခဲ့ပြီလေဖိုးသူတော်ကြီးကတာမန်တတုတွေကနေရွှေတတုအဖြစ်ပြောင်းလဲနိုင်တဲ့နီလန်းကိုအောင်ထားခဲ့ပြီးပြီဒါပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကချမ်းသာဖို့မဟုတ်သူ့မှာလောဘလည်းမရှိသလိုတီလာလည်းအင်မတန်ကောင်းတယ်သူ့ရဲ့အဓိကရည်မှန်းချက်ကဗျားကိုအရှင်ဖမ်းနိုင်ပြီးဗျာရှင်တလုံးရနိုင်ဖို့တလုံးရရင်သူကထွက်ရက်ပေါက်သွားလိမ့်မယ်ဘာလို့ထွက်ရက်ပေါက်ချင်ရတာလဲဆိုတော့မတေမျိုးဖြစ်ပြီးနောင်ပွင့်မဲ့အရီမေရီယာမြတ်စွာဘုရားကိုဖူးမြော်ကျင်တာသူ့ရဲ့အဓိကပန်းနိုင်မှာပဲနာနာဘာဝတွေနှောက်ယှက်ခံနေရတာကအကြောင်းမဲ့မဟုတ်တလုံးအောင်ခံနေပြီလေဒါကိုဖိုးသူတော်ကြီးလည်းသိတယ်တလုံးရဖို့သူဟာအစင်ပေါင်းများစွာပြတ်ကျော်ခဲ့ပြီးပြီရွှေဖြစ်တလုံးရခဲ့တာကပထမအဆင့်အောင်မြင်သွားတာဒါမှသာသူ့အတွက်လိုအပ်မဲ့ကုန်ကျန်းပစ္စည်းတွေကိုဝယ်လို့ရနိုင်ပါလေပြီးတော့ဖိုးသူတော်ကြီးကဘသူမှမသိအောင်တူတူတိတ်တိတ်ပဲလှုပ်တော့သူပထမအဆင့်တလုံးအောင်ထားခဲ့တာဘသူမှမသိကြပါဘူးနောက်လာမယ့်မိနစ်အနည်းငယ်ကအကိတ်ထိုးနီးအကြောင်းတွေဖြစ်တာမို့စိတ်မဝင်စားတဲ့သူများအနေဖြင့်နည်းနည်းလောက်ကြော်ပြီးကြည့်လိုက်ကြပါနော်တေးကြတာကတော့ဂမ်ဘီယာသမားမှန်ရင်ဒါပိုပြီးစိတ်ဝင်စားဖို့ကောင်းတာမို့နှစ်ခါသုံးခါပြန်ကြည့်ကြလိုက်မယ်ဆိုတာကိုရဲ့ကြိုသိနေပါတယ်ဖိုးသူတော်ကြီးအတွက်သာရွှေပြစ်တလုံးကပထမအဆင့်ဆိုပေမဲ့တခြားပုံကိုယ်တွေကတော့တာမန်တန်ဖိုးနဲ့တတုကနေရွှေအဖြစ်ပြောင်းပေးနိုင်တဲ့ရွှေပြစ်တလုံးရနိုင်ဖို့တလုံးသာအကိတ်ထိုးခဲ့ရတယ်တလုံးမရပဲမျက်စိတစ်ဖက်လက်သွားတာတို့သွားတွေကျွတ်စပင်းတွေကျွတ်ပြီးလူလက်ပိုင်းအသက်အရွယ်နဲ့အိုမင်းရင်ရော်သွားတာတို့ဖြစ်ကုန်ကြပါတယ်ဒါကလေးတွေအတွက်မရှင်းမှုဖြစ်နေလိမ့်မယ်သွားနဲ့စပင်းကျွတ်တာကဗျားငွေကြောင်မျက်စိတစ်ဖက်လက်ရတာကမိဖို့ကိုအမြဲကြည့်နေရလို့ပါဘာလို့လဲဆိုတော့မိအရှိန်ပြင်းလို့ရင်တလုံးကကွဲထွက်သွားမယ်မိအရှိန်နဲနေပြန်ရင်လေဓာတ်မကြဘူးဖြစ်နေလိမ့်မယ်အဲ့တော့မိဖို့ပေါ်မြေအိုးတင်စလောင်းပုံးနဲ့အုပ်ပြီးရင်လေမုတ်ဖို့ကြီးကိုသုံးပြီးတစ်ချိန်လုံးစောင့်ကြည့်နေရတယ်အဲ့လိုနင်းမအိမ်ညမအိမ်လို့ပြီးရင်ရလာတဲ့တလုံးဟာရိုးရိုးတာမန်တလုံးပဲဖြစ်အဲ့တော့လွင့်ပစ်အဲ့လိုနဲ့အသက်ကြီးကုန်ကြတယ်ဖိုးသူတော်ကြီးကသူစလို့တဲ့ကဗရရှင်တလုံးရဖို့ရည်ရွယ်ခဲ့တာဖြစ်ချင်တော့ရွှေဖြစ်တဲ့တလုံးသာရခဲ့တယ်အဲ့ဒါကြောင့်ပထမအဆင့်အောင်သွားတယ်လို့ပြောခဲ့ရတာပေါ့ဘာလို့ဆိုဖိုးသူတော်ကြီးကဗျာပန်းလေးကိုတိသွားခဲ့ပြီလေဒါကွယ်ဥပမာပြောရရင်အခုခေတ်ကလေးတွေဂိမ်းစောကြတယ်လို့ပေါ့ကိုအမြင့်ဆုံးထိရောက်ခဲ့တဲ့အဆင့်ကိုနောက်တရသည်ပြန်စောတဲ့အချိန်ရန်တင်ဖို့မခတ်တော့တယ်လို့ပေါ့တလုံးမအောင်တဲ့သူတွေကတော့အီပစ်မှာချီတက်နေကြတဲ့ချောင်ပရိုလေးတွေလို့ပေါ့ကွယ်ဒါအခုခေတ်ကလေးတွေနားလည်နိုင်တဲ့ဥပမာနဲ့ရှင်းပြရခြင်းမို့ပေါက်ပန်း40တွေရှော့ပြောနေတယ်လို့မထင်လိုက်ကြပါနဲ့ဩတရားကိုဖမ်းနေဆိုတာကဥပမာပြောရရင်နတ်ဆိုးမိစ္ဆာတကောင်ကိုရင်ပါလာအောင်ထိန်းချောင်းနေရတယ်လို့ပဲဗျာအစိမ်းမှာအစိတ်အတောက်အညစ်ကြီး9မျိုးရှိပြီးဒါတွေကိုဖယ်ထုတ်မဖြစ်နိုင်ရင်တလုံးမအောင်မြင်သလိုဖိုးထိုးတဲ့သူအတွက်လည်းဘေးဖြစ်စေနိုင်တယ်ဗျာအစိမ်းကိုစားတို့ထုံးတို့အုံနိခဲမုတ်တို့တံမြာရည်တို့နဲ့ရောပြီးကြောင်းငရုတ်စုံထဲမှာနိုင်ပေါင်းများစွာထည့်ထောင်းရတယ်အခက်မသိရင်ရက်ပေါင်းများစွာလည်းကြာသွားနိုင်တယ်ဗျာအစိမ်းမှာရှိတဲ့အညစ်အကြေးတွေကုန်စင်သွားပြီဆိုရင်အစိတ်အတောက်ကင်းစင်ပြီးကျင်းမုံပြင်းလိုကြည်လင်တောက်ပနေတဲ့ဗျာကိုရလိုက်မယ်โอเคဒုတိယအဆင့်ကိုဆက်သွားကြမယ်ဒီအဆင့်ကခက်ခဲတယ်အပေါ်ကရလာတဲ့ဗျာကအငွေ့ပြန်ပြေးတယ်လို့သူ့ကိုမပြေးနိုင်အောင်တတ်ရမယ်ဒါကိုဗျာတက်ခြင်းလို့ခေါ်တယ်ဘလို့တတ်ရလဲဆိုတော့ဗျာကိုနိုင်တဲ့ကြက်သွန်ဖြူစနွင်းဒရာဥရှားဆောင်စားတဲ့ဗျာနိုင်တိဥတဖူတွေကိုဗျာနဲ့အတူမြေအိုးထဲကိုထည့်စလောင်းပုံးနဲ့အုပ်ပြီးရင်နှုံးမြင်နဲ့လုံအောင်ပတ်ရမယ်အဲ့ဒါပြီးရင်တော့မြေအိုးကိုမီးပေါ်တင်ပြီးအပူပေးရမယ်
ဒါကဗျာကိုတေးအောင်လုပ်တဲ့အဆင့်မို့မိပြင်းရမယ်အဲ့ဒီအတွက်လေမုတ်ဖို့ကြီးကိုတုံးပြီးအရှိန်တင်ပေးရတယ်အဲ့ဒီလုပ်ငန်းစဉ်ကနိုင်ပေါင်းများစွာကြာတဲ့အတွက်ညာလုံးပုတ်လောက်ကြတာများတယ်အချိန်ကြာကြီးအပူပေးပြီးပြီဆိုရင်တော့ဗျာဟာအရေးအဆင့်ကနေခဲသွားလိမ့်မယ်ဒါကိုဗျာတေလို့ခေါ်တယ်ဗျာတေရရင်ကိုအောင်မြင်မှုရဲ့လက်ခုလက်ကိုရောက်နေပါပြီတတိယအဆင့်ကိုသွားကြမယ်ဗျာတေကိုဓာတ်ပြောင်းလဲမှုဖြစ်အောင်လုပ်ရပါမယ်စောစောကလိုပဲမြေအိုးထဲမှာအဲ့ဒီဗျာအခဲကိုထည့်ပြီးရင်ရွှေတက်တူတို့ငွေတက်တူတို့လိုတမိုးကြီးတဲ့တက်တူခဲတွေထည့်ရပါမယ်ဒါဆိုရင်တော့ဗျာကအဲ့ဒီတက်တူတွေကိုဝါမျိုးသွားပြီးဓလုံးရဲ့အဆင့်တက်လာလေအယောင်တွေပြောင်းလာလေဖြစ်နေလိမ့်မယ်အဖြူကနေအဝါကနေလိမ့်မို့ရောင်အဲ့ဒီကနေတဖြည်းဖြည်းနဲ့ဗရမ များရောင်လိုအယောင်အသွေးတောက်ပနေလိမ့်မယ်ဒါကမျက်လုံးထဲမှာမြင်တော့အောင်ပြောတာတခြားတောက်ပတဲ့အယောင်မျိုးတွေလည်းဖြစ်နေနိုင်ပါတယ်အဲ့လိုအယောင်ပြောင်းလာရင်တော့ဓလုံးအောင်သွားပြီလို့ဆိုနိုင်ပါတယ်ဓလုံးကိုစမ်းသက်ကြည့်ဖို့ပဲကြံတော့တယ်အောင်မြင်တဲ့ဓလုံးဟာရေထဲကိုပစ်ချလိုက်ရင်ရေပေါ်ပေါ်နေလိမ့်မယ်ခဲတုံးပေါ်တင်လိုက်ရင်အဲ့ဒီခဲတုံးကအရေးပြောကျသွားလိမ့်မယ်ဒါဆိုရင်တော့အဲ့ဒါဗျရက်ရှင်ဖြစ်သွားပြီဘလို့အစွမ်းမျိုးတွေရနိုင်လဲဆိုတာကတော့တစ်ခုနဲ့တစ်ခုမတူပါဘူးဘလိုင်းပေါက်ဖောက်ရတယ်လို့ပဲတေချာတဲ့အခြေခံအချက်ကတော့မအိုမင်းနိုင်တော့ပဲကုမရတဲ့ယောဂဗျာတွေရှိနေရင်တော့မြူခိုးတွေလိုပျောက်ကွယ်သွားလိမ့်မယ်နောက်ထပ်ဘာတွေစွမ်းသေးလဲဆိုတော့မြေရှိုးမိုးပြန်တာမျိုးကိုပျောက်တာမျိုးစတဲ့အစွမ်းမျိုးတွေပေါ့ဖိုးသူတော်ကြီးကပါဇက်သေးကိုလက်နိုင်လိုက်ပြီးတစုံတစ်ခုကိုထုတ်လိုက်ပါတယ်ဖိုးသူတော်ရဲ့လက်ပွားပေါ်မှာအယောင်တွေဖိတ်ဖိတ်တောင်းနေတဲ့ဓလုံးတစ်လုံးရှိနေပါတယ်ဒါပေမဲ့ဆရာတော်ကအံ့ဩပုံမရပါဘူးဆရာတော်ဖျားကဗုဒ္ဓတော်မှပဲလူပုံထဲမှာတက်တော်120အထိပဲနေသွားခဲ့တာဆိုတော့ဝိဆာလန်းစဉ်တွေကိုလုံးဝစိတ်ဝင်စားခြင်းမရှိပဲဖိုးသူတော်ကြီးကိုအိုနာတိတရားဟောပေးပြီးဆုံးမပေးလိုက်ပါတယ်ဖိုးသူတော်မိုင်တွေ့နေရတဲ့အကြောင်းရင်းကတော့ဓလုံးမရခင်ကသူ့ရဲ့ရည်ရွယ်ချက်ကိုသိကြတယ်မလားမင်းညကဗရရှင်ဓလုံးလဲအောင်သွားပြီးရောသူ့ရဲ့စိတ်တွေပြောင်းလဲသွားခဲ့တယ်ဒါကဓလုံးရဲ့အစွမ်းနဲ့အတိတ်ကိုပြန်သွားခဲ့မိလို့လားအနာဂတ်ကဘာကြီးကိုမြင်သွားခဲ့လို့လားဓလုံးပိုင်ဆိုင်ခဲ့တာတညဆိုတဲ့အချိန်လေးပဲရှိပေမဲ့လေဓလုံးရဲ့အစွမ်းကဘာမဆိုဖြစ်နေနိုင်တော့ဖိုးသူတော်ကြီးသာပြောမပြရင်ဘယ်သူမှမသိနိုင်ပါဘူးဆရာတော်လည်းမသိချင်ပါဘူးအနာဂတ်မှာဘာပဲဖြစ်ချင်းပြက်ချင်းဆိုတဲ့ဗုဒ္ဓရဲ့ဆုံးမစကားကရှိပြီးသားပဲလေနောက်တစ်ရက်မှာတော့ဖိုးသူတော်ကြီးတယောက်ရွာကနေပျောက်ချင်းမလှပျောက်သွားပါတယ်သူ့ရဲ့တဲလေးထဲမှာတော့တပိဿာနီးပါးရှိတဲ့ရွှေတောင်းကြီးနဲ့အတူစာတစ်စောင်ရေးထားခဲ့ပါတယ်ဒီရွှေတွေကိုဗုဒ္ဓသာသနာထုံးကားဖို့နဲ့လူသားတွေကိုအကျိုးပြုပေးနိုင်တဲ့မြည်သည့်နေရာကိုမဆိုအသုံးပြုနိုင်ပါတယ်တဲ့ဒါကတော့ဖိုးသူတော်ကြီးနဲ့ဆရာတော်တို့ပြောနေကြတာတွေကိုအနီးနားမှာရှိနေတဲ့ကိုရင်ဝီလာတခေါ်လူနာမည်ချက်စုလေးကအဖွားတို့ကိုပြန်လဲပေါက်တဲ့ချခဲ့တဲ့ဖိုးသူတော်ကြီးရဲ့အကိတ်ထိုးတဲ့အကြောင်းပါပဲဆိုတော့ကဒီအကြောင်းဟာဂမ်ဘီယာနဲ့သက်ဆိုင်တဲ့ဇလန်းမျိုးဖြစ်နေတော့ကွေးရဲ့ပြိတ္တတွေအနေနဲ့နားဆင်ရတာအဆင်ပြေရလာတော့မသိဘူးတခုရှိတာကဝိဇ္ဇာလမ်းစဉ်ကိုလိုက်ကြတဲ့ပုံကိုယ်တွေဟာအခုချိန်ထိအကိတ်ထိုးနေကြတော့မှာပဲဒါအရန်စိတ်ဝင်စားဖို့ကောင်းတဲ့ဂမ်ဘီယာပညာရမျိုးပါပဲကွီးကိုရိုင်းလဲအကိတ်ထိုးနေတာကိုအပြင်မှာ3ချိန်မြင်ခဲ့ပူးပြီးအဲ့ဒီပုဂ္ဂိုလ်ကြီးကိုဆက်စုကြည့်ခြင်းပေမဲ့သူ့ရဲ့အာယုံတွေထွေပြားသွားမှဆိုးတာနဲ့ဘာတစ်ခုမှမမေးခဲလိုက်ရပဲမိဖို့ယူကိုသာထိုင်ကြည့်နေခဲ့တယ်ဟုတ်ကဲ့ဒါကတော့အဖွားပြောသောတစေပုံမြင်များတဲ့ကအပိုင်းငါဖြစ်တဲ့အကိတ်ထိုးတဲ့ဖိုးသူတော်ကြီးဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းတွေထပ်ပြီးတင်ဆက်ပေးမှဖြစ်လို့ channel လေးကိုလည်း subscribe လုပ်ထားခဲ့ကြပါဦးခင်ဗျာအားလုံးပဲဘေးအန္တရာယ်ကင်းတဲ့ညလေးတစ်ညဖြစ်ကြပါစေခင်ဗျာ